105 106ဆိုတာဘာကိုသုံးတာလဲဘယ်လိုကြည့်တာလဲဘာအတွက်သုံးဝင်တာလဲ2026မှာ105ပုံစံဒီဇိုင်းကဘယ်လိုပြောင်းသွားလဲဆိုတာကိုကြည့်လိုက်ရအောင်အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော် Golden Brother HMI မှာကိုဟောင်းဝင်းအောင်ပါကျွန်တော်ယနေ့ရှင်းလင်းတင်ပြပေးသွားမယ့်အကြောင်းအရာတွေကတော့105 106ဆိုတာဘာလဲ105 106ဆိုတာဘယ်နေရာမှာသုံးတာလဲ105 106ကိုဘာအတွက်မို့အသုံးပြုတာလဲ2026မှာထွက်လာတဲ့105ပုံစံဒီဇိုင်းအသစ်တွေကဘယ်လိုတွေလဲပြည်သူတွေကိုဘယ်လောက်အထောက်အကူပြုလဲဆိုတာကိုကျွန်တော်ရှင်းလင်းတင်ပြပေးသွားပါမယ်ခင်ဗျ105 106ဆိုတာဘာလဲဆိုလို့ရှိရင်ထိုမြေကွက်ထိုတီနေရရဲ့အလားလေးရနဲ့တကွတိတိကျကျမြေကွက်နံပါတ်ကိုဖော်ပြပေးထားတဲ့စာရွက်စာတမ်းပဲဖြစ်ပါတယ်ခင်ဗျ106ကိုဘယ်နေရာမှာသုံးလဲဆိုလို့ရှိရင်105 106ကိုအသုံးပြုပုံအမျိုးမျိုးခွာခြားပါတယ်ခင်ဗျသူဒီမှာပါလာတဲ့အောက်ပါအကြောင်းအရာရေကူပေးသည့်အကြောင်းအရာလိုက်အမျိုးမျိုးကွဲပြားသွားပါတယ်ခင်ဗျမှတ်ပုံနဲ့စာချုပ်ကြီးချုပ်ဆိုရန်ဗန်ပေါင်ထားရန်စားပေါ့အမွေစက္ကန့်ခွင့်လုပ်ရန်စီပင်တင်ပြရန်အမျိုးမျိုးကွဲပြားပါတယ်105 106ဒီလုံးဝပိုင်ဆိုင်မှုမဟုတ်ပါ105 106နဲ့ရောင်းချလို့မရပါဘူးခင်ဗျပေးထားသည့်အကြောင်းအရာကိုသာအသုံးပြုခွင့်ရှိပါတယ်ခင်ဗျဒီပါဝင်မလဲဆိုလို့ရှိရင်သူရဲ့ရက်ကွက်ကြေးပါအုပ်စုတိတိကျကျပေါ်ပြတယ်မြို့နယ်ခိုင်ရိုင်းတိုင်းမြေကွက်အမှတ်မြေတိုင်းအမှတ်ဖေးအလားလေးရဲ့တိတိကျကျပေါ်ပြထားပါတယ်ခင်ဗျ105မှာဆိုလို့ရှိရင်အခု2026မှာထွက်ရှိလာတဲ့105ကဘလို့ဒီဇိုင်းမျိုးထွက်လာလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဘက်တောက်လေးမှာဆိုလို့ရှိရင် QR code system လေးပါလာပါတယ်ခင်ဗျထို QR code လေးကိုမိမိဖုန်းအားအင်တာနက်လိုင်းဖွင့်ပြီးတော့ဖုန်းဆွဲချလိုက်ပါအပေါ်မှာစကန်ဆိုတဲ့အားလေးရှိတယ်ခင်ဗျထိုစကန်နဲ့ဓာတ်ရိုက်ဖတ်ယူပြီးတော့ထိုဥစ္စာရဲ့အကြောင်းအရာအသေးစိတ်ကအစအကုန်လုံးပါပါတယ်ခင်ဗျအဲ့ဒါပါလာတဲ့အကြောင်းအရာလေးကတော့ရှောက်ထားသူရဲ့အညီရှောက်ထားတဲ့ရက်စွဲထုတ်ပေးသည့်နေ့စွဲရေကူးပေးသည့်အကြောင်းအရာမြေဆိုင်ရာအချက်လက်တွေမှာဆိုရင်တိုင်းနယ်ပါမယ်ဘယ်တိုင်းကလောက်တာလဲဘယ်ခရိုင်မှာလောက်တာလဲဘယ်မြို့နယ်မှာလောက်တာလဲအစစ်စစ်အကွက်အမှတ်အသေးစိတ်အတိအကျအကုန်ပါလာပါတယ်ခင်ဗျဒီမှာရေးသွင်းထားတဲ့အရာနဲ့ကိုက်ရေးရှိမရှိကိုထိုနေရာလေးကိုစကန်ဖတ်လိုက်ရုံနဲ့ထိုနှစ်ခုဟာတိုက်ဆိုင်မှုရှိမရှိဆိုတာစစ်ဆေးနိုင်ပါတယ်ခင်ဗျအောက်ဆုံးမှာတော့ဆက်သွယ်ရမယ်ဖုန်းနံပါတ်ရေးကူးပေးထားတဲ့သူရဲ့ဖုန်းနံပါတ်ပါပါတယ်ခင်ဗျ106မှာဆိုရင်လည်းတူတူပါပဲခင်ဗျသူဆိုလို့ရှိရင်အမှပိုင်ရှင်အညီပါမယ်ဥပိုင်အမှတ်ပါမယ်ထုတ်ပေးထားတဲ့ခုနှစ်ပါမယ်ပိုင်ဆိုင်ခွင့်ရေမျိုးအစားဧရိယာအခွန်ကျသင့်ငွေเนาะအောက်ဆုံးမှာတော့ရေကူးပြီးသည့်အကြောင်းအရာမှာတော့မိမိကစာချုပ်မှတ်ပုံတင်ချုပ်ဆိုရန်ဗန်ပေါင်ထားရန်စီပင်တင်ပြရန်အမျိုးမျိုးသောအကြောင်းအရာတွေပါပါတယ်ခင်ဗျထိုအကြောင်းအရာအတိုင်းပဲအသုံးပြုလို့ရပါတယ်ခင်ဗျကျွန်တော်ထပ်လောင်းပြောကြားချင်တာကတော့105 106ဒီပိုင်ဆိုင်ခွင့်လုံးဝမဟုတ်ပါမြေနေရာကိုသာတိကျညွှန်ပြတော့ဒီဘုံအညွှန်းတာဖြစ်ပါတယ်ခင်ဗျနောက်တစ်နေ့မှာလဲရွာမြေမြို့မြေရက်ကတိစာချုပ်တွေအကြောင်းကိုကျွန်တော်ဆက်လက်ရှင်းလင်းတင်ပြပေးသွားပါမယ်ခင်ဗျအိမ်ချမ်းမြေဘုဒ္ဓလိုတာပဲဖြစ်ဖြစ်အိမ်ချမ်းမြေအကြောင်းသိလိုတာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ page လေးကို like and follower လေးလုပ်ထားပေးကြပါခင်ဗျလူကြီးမင်းရဲ့ကြရန်ဘိုးဘပိုင်းစလစ်ပါမစ်စာရွက်စာတမ်းကိစ္စများတတန်တိုးခြင်းအမိပြောင်းခြင်းအသေးစိတ်သိရှိလိုပါကကျွန်တော်ရဲ့ဖုန်းနံပါတ်3994399338ကိုဆက်သွယ်နိုင်ပြီးတော့လူကြီးမင်းအိမ်ချမ်းမြေလေယာဥယျာဉ်စက်မှုကိုတော့ရောင်းဝယ်ငါပြုလုပ်လိုပါကကျွန်တော်ရဲ့ဖုန်းနံပါတ်3993966523ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျကျွန်တော်ရဲ့ page လေးမှာလည်းကျွန်တော်အိမ်ချမ်းမြေအယောင် post လေးများတင်ထားပါတယ်ခင်ဗျဝယ်ကျမ်းမှာချမ်းသာကြပါစေခင်ဗျ